င်္ဂလာပါဗျာကျွန်တော်ရဲ့ YouTube channel အတက်ပေါ့ဗျာဒါပေမဲ့ဘာမှမဖြစ်ပါဘူးစိတ်တက်လည်းမကြပါဘူးစိတ်လည်းမလျှော့ပါဘူးเนาะဒါပေမဲ့ကျွန်တော်ရဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်နည်းနည်းပြောပြပေးမှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုလို့ရှိရင်ညီငယ်ညီမငယ်တို့ဟုတ်လားကျွန်တော်တို့ရဲ့အားလုံးသောညီငယ်ညီမငယ်ဒီ YouTube channel ထဲမှာစိတ်ကြတဲ့မသိသေးတဲ့လူတွေပေါ့နော်သိတဲ့လူကတော့ဘာမှမဖြစ်ပါဘူးပေါ့ဗျာသိတဲ့လူကတော့ဆယ်ဖြစ်နေပြီပေါ့ကျွန်တော်တို့ကတော့ဆယ်ကြီးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အပျော်တင်တဲ့အနေကနေစပြီးတော့ကျွန်တော်တို့စလာခဲ့တာပေါ့ဗျာဘာပဲပြောပါဗျာကျွန်တော်ရဲ့ YouTube ကသူကပိတ်လိုက်တယ်ပေါ့ YouTube ရုံကပိတ်လိုက်တယ်ပေါ့အဲ့လိုမျိုးဆိုရမှာပါဗျာအဖြစ်ဆိုကျွန်တော်တို့ပြန်ရှောက်လို့လည်းမရတော့ဘူးဒါကနောက်ထပ် YouTube အတစ်ဖွင့်ထားတာပေါ့နော်ဘာပဲပြောပါနောင်တဆိုတာနောင်မရပါတယ်တငယ်ချင်းတွေစီကဗီဒီယိုလောက်ခိုင်းထားတာပေါ့နော်တငယ်ချင်းတွေစီကဗီဒီယိုတွေလောက်ခိုင်းထားတယ်ပြီးရင်ကျွန်တော်ရဲ့ဆရာမတွေစာသားတွေရေးထားတယ်ဗီဒီယိုတွေလောက်ထားပေးတယ်ဆရာမစီကတစ်စိတ်ကျွန်တော်ယူပြီးတော့ကျွန်တော်ပြန်တင်တယ်ဆရာမကလည်းပြောပါတယ်ဗီဒီယိုတွေတင်ပါဗီဒီယိုတွေယူလို့ရတယ်ဗီဒီယိုတွေတင်လို့ရတယ်ဗီဒီယိုတွေတင်ပါကျွန်တော်ရဲ့တငယ်ချင်းတွေကလည်းပြောပါတယ်ငါလောက်ပေးမယ်ကွာတာကြီးမင်းဆက်စူးစမ်းပါဆိုပြီးတော့ဟုတ်တယ်ကျွန်တော်ဒီလိုဆက်စူးစမ်းပြီးကျွန်တော်တင်တဲ့ဗီဒီယိုတွေကျွန်တော်အများကြီးတင်တာပေါ့ဗျာဒီလိုဗီဒီယိုတွေတင်တဲ့ခါကျရင်တော့ YouTube channel ကသူက copyright ထိတယ်လို့သူပြောတာပေါ့ဘယ်လို copyright ထိလဲဆိုလို့ဆိုရင်သူပြောတာကသူများဟာကိုယူပြီးတော့တင်တာပေါ့အဲ့လိုမျိုးဆိုမရဘူးပေါ့နော်သူများဟာကိုယူပြီးတင်လို့ဆိုရင်ဘယ်တော့ခါမှမရပါဘူး YouTube မှာတကယ်လို့ကိုတင်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ကိုယ်တိုင်ကိုပိုင်ဖုန်းကိုပိုင်ကင်မရာနဲ့ရိုက်ပြီးတော့ကိုဟာကိုတင်ပေါ့ဗျာကိုဟာကိုတင်ဆက်ပြီးတော့ကိုဟာကိုတင်ပေါ့ဗျာပြီးကိုယ်တိုင်ရေးကိုယ်တိုင်လောက်ကိုယ်တိုင်တီထွင်ပြီးတော့ကိုယ်တိုင်တင်ပါသူများစီဟာမယူပါနဲ့ပေါ့ဗျာသူကအဲ့လိုပြောတယ်ဒါတော့ကျွန်တော်တို့ကအပျော်တဘောနဲ့တင်ကြည့်တာပေါ့တင်နဲ့အခုဆိုရင် follower ဆိုရင်8000ကျော်ရှိတယ်ပေါ့နော် follower 8000ကျော်ဖြုတ်ခန့်ထိသွားတာပေါ့ဗျာဒါမဲ့ဘာပဲဖြစ်ပါစိတ်တရမကြပါဘူးဝမ်းနဲ့လားဆိုဝမ်းနဲ့ပါတယ်ဒါမဲ့ဘာမှမဖြစ်ပါဘူးเนาะကျွန်တော်တို့မကောင်းတဲ့ဟာထွက်သွားတဲ့အတွက်ကြောင့်ကောင်းတဲ့ဟာပြန်ဝင်လာဖို့အတွက်ပေါ့နော်အချိန်နှမျောခဲ့ပါတယ်အချိန်2နှစ်နဲ့8လကျွန်တော်စူးစမ်းခဲ့ရတဲ့အချိန်ပဲပေါ့ဒါမဲ့ဘာမှဖြစ်ပါဘူးပြန်စူးစမ်းမယ်အားလုံးနဲ့အတူပြန်စူးစမ်းမယ်ဖြစ်ပါတယ်ဒါမဲ့ဘာမှတော့မဖြစ်ပါဘူးကျွန်တော်တို့ကြားရှုံးခြင်းပြိုလဲခြင်းဆိုတော့လူတိုင်းမှာရှိပါတယ်ဒါမဲ့ပြန်ထားနိုင်မှုစူးစမ်းမှုကအဓိကပါပဲเนาะပြန်ထားနိုင်မှုအတွက်ကအဓိကပါပဲဒါမဲ့ဘာမှတော့မဖြစ်ပါဘူးကျွန်တော်တို့လုပ်ချင်တဲ့အရာဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ကိုပိုင်ဗီဒီယိုကိုကိုယ်တိုင်ပဲတင်ပါကိုဖုန်းနဲ့ကိုယ်တိုင်ပဲတင်ပါကိုယ့်ရဲ့ကွန်ပျူတာနဲ့ကိုယ့်ရဲ့ကောင်းနဲ့ဟုတ်လားကိုယ့်ရဲ့ကင်မရာနဲ့ကိုယ်တိုင်တင်ပါလို့ကျွန်တော်ကြံပြုချင်ပါတယ်ကျွန်တော်ကတော့အဲ့လိုပဲသူများတွေကလောက်ထားပေးတဲ့ဟိုတင်တယ်သူများတွေလောက်ထားပေးတယ်ဆိုတငယ်ချင်းစီကပါတငယ်ချင်းတွေလောက်ထားပေးတယ်ဆရာမတွေလောက်ထားပေးတယ်အပေါင်းမဟုတ်တငယ်ချင်းတွေကလောက်ပေးတဲ့ဗီဒီယိုတွေကိုကျွန်တော်ယူတယ်ပြီးကျွန်တော်ကတင်တယ်အဲ့ဒါတွေက YouTube ရုံကမကြိုက်ဘူးသူကပိတ်လိုက်တယ်ပိတ်လိုက်တော့ဘာမှမဖြစ်ပါဘူးပိတ်လိုက်တော့လဲကျွန်တော်ပြန်ပြီးတော့စူးစမ်းမယ်ဗျာဟုတ်လားကုံဆုံးခဲ့တဲ့အချိန်ကုံဆုံးခဲ့တဲ့ဗီဒီယိုပေါင်း1000ကျော်ကဘာမှမဖြစ်ပါဘူးဒီချိန်မှာကျွန်တော်နောက်ထပ်တစ်ပြန်စူးစမ်းခြင်းဖြစ်ပါတယ်ပြန်စူးစမ်းမယ်ဗျာဒါကျွန်တော်ရဲ့ YouTube channel တက်ပါဗျာ YouTube channel တက်ပြန်ဖွင့်လိုက်ရတာဒါမှကျွန်တော်ရဲ့ရုပ်နဲ့ပဲကျွန်တော်ရဲ့လောကပရဟိတမင်းသားဆိုတဲ့နာမည်နဲ့အတိုင်းကျွန်တော်ရဲ့ဒီရုပ်နဲ့ပဲတွားပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာအားလုံးကျေးဇူး